အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဝက်ချန်အစီအပူတွေဘယ်လိုကုအောင်မလဲဆိုတာကိုဆရာပြပြပေးပါမှာဖြစ်ပါတယ်ဝက်ချန်အစီအပူတွေအတွက်ဆရာတို့အဓိကကုထုံးလေးကတော့၃မျိုးပဲရှိပါတယ်လိန်စေးအနေနဲ့ကတော့ benzoyl peroxide salicylic acid retinoid နဲ့ niacinamide တို့ပဲဖြစ်ပါတယ်တောက်ဆေးကတော့ဟော်မုန်းတွေထိန်းကြီးတဲ့ဆေးတွေ isotretinoin တို့ပဲဖြစ်ပါတယ် treatment အနေနဲ့ကတော့ chemical peeling laser extraction နဲ့ microdermal ablation တို့ပဲဖြစ်ပါတယ်လက်ထပ်တစ်ကိုလည်း gentle cleanser လေးနဲ့တစ်ပြီးသွားတဲ့အခါကျတော့ moisturizer တို့ sun cream တို့လိမ့်ပေးရပါမယ်။ကိုကမလုပ်ကြတာကတော့ scrub ကိုအလွန်ကျွံသုံးမိတာတွေ makeup မဖြစ်ဘဲနဲ့အိတ်တာတွေလုံးဝမလုပ်လိုက်ပါနဲ့နော်။လက်နဲ့ကုပ်မိတာတွေဖိမိတာတွေဆက်လက်အလွန်ကျွံတောက်တာတွေနှုတ်ထွက်ပစ္စည်းနဲ့အချိုတွေအလွန်ကျွံစားတာတွေကိုရှောင်ရပါလိမ့်မယ်။တခါတလေကျရင်ဝက်ချန်အစီဘူးနဲ့ဆင်တူတဲ့ species hyperplasia syringoma တို့နဲ့လည်းမှားတတ်ပါသေးတယ်။ဒါတွေကိုကြတော့ဆရာဝန်နဲ့တိကျစစ်မှာပဲသိရှိမှာပါ။ဆရာဒီမှာမှာကျင်တာကတော့ညစ်ပတ်တဲ့လက်တွေနဲ့ကိုယ့်ရဲ့မျက်နှာကိုလုံးဝမညှစ်လိုက်ပါနဲ့နော်။ကဲဒါဆိုရင်တော့ဝက်ချန်အစီအပူအကြောင်းတွေသိရှိသွားပြီလို့ဆရာယုံကြည်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်ကျွန်တော်တော့ဒေါက်တာနိုင်ပါ